bro ရဲ့ net view ကိုသွားချင်ကြလားငရဲ view ကိုသွားချင်ကြလားဗျာကောင်းတဲ့အရာတွေလုပ်ခဲ့တဲ့လူတွေကတော့ net view ကိုသွားမှာဖြစ်တယ်လို့မကောင်းတဲ့အရာတွေလုပ်ခဲ့တဲ့လူတွေကတော့ငရဲ view ကိုသွားမှာဖြစ်ပါရဲ့ခင်ဗျာဥပမာဒီဗီဒီယိုကို like and subscribe လုပ်တဲ့လူတွေကတော့ net view ကိုသွားမှာဖြစ်ပါရဲ့ခင်ဗျာအဲ့တော့ net view ကိုသွားချင်တယ်ဆိုရင်ခုချက်ချင်း like and subscribe လုပ်ခဲ့ကြပါခင်ဗျာ hello bro ကျွန်တော်ကအလွန်မှာ bro ကျွန်တော်ဒီနေ့မှာတော့ brainwalk account တွေကိုသူတို့ net view ကိုသွားမှာလားငရဲ view ကိုသွားမလားဆိုတာကျွန်တော်ကတရားမီးအဖြစ်ကျွန်တော်ကဆုံးဖြတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် bro brainwalk account တွေထဲမှာလည်းကောင်းတဲ့ brainwalk တွေရှိတယ်လို့စိုးသွမ်းတဲ့ brainwalk တွေရှိပါတယ်ခင်ဗျာအဲ့တော့ဘယ် brainwalk တွေက net view ကိုသွားမှာလဲဘယ် brainwalk တွေကငရဲ view ကိုသွားမှာလဲဆိုတာကျွန်တော်ရဲ့တူတူဆုံးဖြတ်လိုက်ကြစို့ဗျာ let's go alright ကဲ net view ရောရောက်သွားပြီအဲ့တော့ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ရဲ့ net view ရောက်လာတဲ့ brainwalk ကတော့တတ်စာဦးတာတဲ့အဲ့ဒီတော့သူလူပြည်မှာဘာတွေလုပ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့စာအုပ်ကြီးကိုတစ်ချက်လောက်ကြည့်ကြစို့ he was very nice to other people တဲ့ဒီတစာဦးရလို့ခေါ်တဲ့ကောင်မလေးရပေါ့ brainwalk ကောင်မလေးကတဲ့လူပြည်တော့တဲ့တခြားလူတွေကိုတဲ့အရန်ကောင်းခဲ့တယ်ပေါ့ဗျာနော်သူကလူပြည်မှာကောင်းတဲ့အရာတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သူ့ကိုနတ်ပြည်ကိုပဲပို့လိုက်မယ်နော်ကဲရော့မင်းကိုငါနတ်ပြည်ပို့လိုက်ပြီကွာနတ်ပြည်ရောက်စေတတိโอเคနတ်ပြည်ရောက်သွားပြီโอเคဒါကတော့ကျွန်တော်တို့ထုံစာဦးရပေါ့ကျွန်တော်တို့ရဲ့ brainwalk ကောင်ကြီးအဲ့တော့သူကလူပြည်မှာဘာတွေလုပ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ကြစို့ he sent a song for everyone တဲ့သူကလူပြည်တုံးကတဲ့တချင်းဆိုခဲ့တယ်ပေါ့ဗျာနော်လူတွေအတွက်တချင်းဆိုပြခဲ့တယ်ပေါ့ဟာရောင်ကဓာတ်နဲ့ခုံနေနေအောင်ကဟဲ့အောင်တကြားမင်းကိုဓာတ်နဲ့မခုံနေတော့မင်းကိုမိုးချိုးပစ်လိုက်မယ်ဟဲ့အောင်ဟောလာပြီးရော့ကွာပြန်ဓာတ်နဲ့ပြန်ခုံပါနေအောင် bro ဒီမှာဆုံးဖြတ်ပေးနေဟာအေးပါကွာပြီးပဲအဲ့တော့ဒီထုံစာဦးကလူပြည်မှာအစိုးရအဖြစ်နဲ့လူတွေပျော်ရွှင်ဖို့အတွက်သူကတချင်းဆိုပြခဲ့ရပေါ့ဗျာသူကကောင်းတဲ့အရာလုပ်ခဲ့ရပေါ့နော်လူတွေကိုပျော်ရွှင်အောင်တချင်းဆိုပြတာဆိုတော့ကျွန်တော်တို့ဒါသူကောင်းတဲ့အရာတွေလုပ်ခဲ့ရဆိုတော့ bro ကျွန်တော်သူ့ကိုနက်ပြည်တော့ပို့လိုက်မယ်နော်ရောနက်ပြည်ရောက်စေတတိထုံစာဦးဟာနေဦးက you need 150 more ဟောဟာဒီကောင်နက်ပြည်ပို့အတွက်ဒေါ်လာပတ်စံလိုအပ်တယ်ပေါ့အေးပါကွာကြားတော့မကြားဘူးဟေးအဲ့တော့အခိုးသွားရဘာလို့ခိုးသွားလဲဟာမခိုးနဲ့လေပြန်ပေးရော့အမလီမခိုးနဲ့နေဦးကဒါလည်းပိတ်ရမှာဟာโอเคဒီနက်နက်ပြည်မှာလည်းတခိုးတွေရှိရပဲလားလောက်ချက်ပါအောင်ဟာရအောင်မခိုးသွားပြန်ပြီဘရိုမလောက်ပါနဲ့ရအပေါ်ကနေကြော်သွားပြီဟာအေးပါကွာလောက်ချက်ပါအောင်နက်ပြည်မှာဘယ်လိုဖြစ်တခိုးတွေရောက်နေရလဲကွာအေးပါကွာကြားတော့မကြားဘူးကြားမင်းစီကနေဟာ brainwalk ကောင်တွေခိုးတာဟာတော်တော်တောင်းကြမ်းနေပါလားโอเคလားမင်းအောင်ကဒီထုံစာဦးတော့ကျွန်တော်နက်ပြည်ပို့လိုက်မယ်နက်ပြည်ရောက်စေတည်းโอเคဒီကောင်လည်းနက်ပြည်ရောက်သွားရင်နော်ကဲနောက်တစ်ယောက်ကဘယ်သူလဲ please let me in နဲ့ငါ့ကိုဝင်ခွင့်ပြုပါတဲ့ trippy trophy ပေါ့နော်အဲ့တော့ तू ကလူပြည်မှာဘာတွေလုပ်ခဲ့လဲဆိုတော့ကျွန်တော်ဒီကနေကြည့်တတ်ဆို he raised a family တဲ့ तू ကသူ့ရဲ့မိသားစုကိုတခြားကောက်ွယ်စောင့်ရှောက်ခဲ့တယ်ပေါ့ဗျာဒီမှာဒါသူ့မိသားစုပေါ့နော်1 2 3 4ယောက်ပေါ့နော်အဲ့တော့မိသားစုပေါ့ကောင်းတဲ့ကျွန်တော်တို့ရဲ့ဒီ trippy trophy ကိုကျွန်တော်တို့လုံးဝ net ပြီးပို့ရမယ်ဗျာအဲ့တော့ bro အဖေအမေတွေပေါ့ကို bro အဖေအမေရဲ့စကားကိုတခြားလေးနားထောင်လားနောက်ပြီးမိသားစုအပေါ်ရောကောက်ွယ်စောင့်ရှောက်ဘူးလားအဲ့လိုကောက်ွယ်စောင့်ရှောက်ရင်တော့ bro ကိုကျွန်တော် net ပြီးပို့ပေးမယ်နော်ကဲဒီ trippy trophy ကတော့သူ့မိသားစုကိုတခြားလေးကောက်ွယ်စောင့်ရှောက်တဲ့အတွက်ကြောင့်မလို့မိဘအပေါ်တည်တတ်တဲ့ brainwalk ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သူ့ကို net ပြီးကိုပို့လိုက်မယ် net ပြီးရောက်စေတည်းဟာရပတ်စံအေးပါကွာနေပတ်စံလိုအပ်သေးတယ်ဟာကဲမင်းကမိသားစုပေါ်တည်တတ်တဲ့ brainwalk ဖြစ်တဲ့အတွက်ကြောင့်မင်းကနက်ပြီးပို့ပြီးနက်ပြီးရောက်စေတည်းโอเคနက်ပြီးရောက်သွားပြီရောက်ပြီ what the brainwalk ကောင်တွေကုန်ခိုးကန်လိုက်ရပြီဟာနေအောင်ဟာလဲစကားပြောနေရတယ် alright ဒီမှာကျွန်တော်တို့ဒီ game ကို live နဲ့ join လုပ်တယ်ဆိုရင်ဒီကောင်ရမယ်ဆိုတော့ကျွန်တော်ခုလောရဲဆိုပတ်စံမရှိဘူးဆိုတော့ဒါလောက်လိုက်တော့မယ်နော် alright ကဲနောက်တဲ့ brainwalk ပါလဲ br ပါတာပင်နဲ့ကဲ br ပါရင်ပင်ကကျွန်တော်တို့လူပြည်မှာဘာတွေလုပ်ခဲ့ရလဲhe grew trees တဲ့ तू ကတစ်ပင်နေစိုက်ခဲ့တယ်တဲ့လူပြည်တော့ကနော်ဟုတ်သားပဲအဲ့ဒါကြောင့်တစ်ပင်ကြီးဖြစ်နေတာဟိုဗျအဲ့တော့တစ်ပင်နေစိုက်ခဲ့တာကတော့ဒါကတော့ကုသိုလ်လုပ်ခဲ့ရလို့ကျွန်တော်ထင်မိပါတယ်ဘာလို့လဲဆိုတော့တစ်ပင်နေများလေလူတွေအတွက်အရေးရတယ်လို့ကျွန်တော်တရိษံဥပမာငှက်ကလေးတွေအတွက်လည်းအရေးရတယ်ပေါ့နော်တခြားတရိษံတွေအတွက်လည်းအရေးရတယ်ပေါ့ဒါ तू ကုသိုလ်ကောင်းမှုလုပ်ခဲ့ရပဲလူပြည်မှာအဲ့တော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ဒီ brave ပါလာပင်ကိုကျွန်တော် net ပြီးပို့ပေးပါမယ်ရပတ်စံမရှိဘူးအေးပါကွာထပ်ပြီးအချက်ကွဲပြန်ပြီအေးပါကွာဒီမှာယူလိုက်အောင်ပတ်စံ what ပတ်စံယူလို့မရဘူးပြင်တယ်လောက်ကြပါအောင်အေးပါကွာဂိမ်းက error တက်နေသေး
ကဲနောက်ထပ် brain ကဘယ်သူပါလဲ cappuccino assassino တဲ့ကဲ cappuccino assassino လူပြီးမှာဘာကြီးလောက်ခဲ့ရလဲ he raised a family တဲ့သူကမိသားစုကိုကောက်ဝဲစောင့်ရှောက်ခဲ့တယ်တဲ့ဒါသူ့အဖေပဲဖြစ်လောက်တယ်နော်အဲ့တော့မိသားစုကိုကောက်ဝဲစောင့်ရှောက်တဲ့မိဘပေါ်တည်သက်တဲ့ brain ဝလေးမင်းကိုတော့နတ်ပြည်ကိုပို့ပေးမယ်နော် okay နတ်ပြည်ရောက်တာနဲ့ထိုက်တယ်မှာလေကွာနော် alright နောက်ထပ် brain ကဘယ်သူလဲ brit ပါလာပင်တဲ့ဒီ okay brit ပါလာပင်ခုနကနေဦးကပါhe throw rocks at people ဟာဒီ brit ပါလာပင်ကလူဆိုး brit ပါလာပင်နော်ခုနတစ်ခေါက်က brit ပါလာပင်ကတစ်ပင်နေစိုက်ခဲ့ရနော် okay အဲ့ဆိုဒီကောင်ကလူဆိုးပဲတွေ့လား brit ပါလာပင်တောင်မှနော်ကျွန်တော်လူဆိုး brit ပါလာပင်ရှိတယ်လို့လူကောင်း brit ပါလာပင်ရှိတယ်ကျွန်တော်တို့ခုနတစ်ခေါက်တုန်းက brit ပါလာပင်ကတစ်ပင်နေစိုက်ခဲ့တယ်နော်ဒါပေမဲ့ဒီတစ်ခေါက် brit ပါလာပင်ကဒီမှာ he threw rocks at people တဲ့လူတွေကိုကဲလုံးနဲ့ပြစ်ခဲ့တယ်တဲ့ဒီကောင်ကလူပြည်တော့တွေ့လားသူ့ပုံတော်ပြထားတယ်ဒါကျွန်တော်တို့လိန်လို့မရဘူးဗျာနတ်ပြည်မှာဆိုဘရိုလူပြည်မှာဘာကြီးလောက်ခဲ့ဆိုတာတရားမင်းကြီးအကုန်သိရယ်โอเคလုံးဝလိန်ပြောလို့မရဘူးလိန်ပြောတာနဲ့ဘရိုငရဲပြည်ကိုရောက်ပြီးသားမှတ်ထားဗျာနော်အဲ့တော့ဘရိုတကယ်လို့တရားမင်းကြီးကဘရိုကိုလူပြည်မှာဘာကြီးလောက်ခဲ့လဲလို့မေးတယ်ဆိုရင်အမှန်တိုင်းဖြေနော်အမှန်တိုင်းမဖြေဘူးလိန်ပြီးဖြေတယ်ဆိုရင်တော့ဒါမူတာဝါဒကန်ထိုက်ပြီးတော့ဘရိုငရဲပြည်ကိုရောက်လိမ့်မယ်အဲ့တော့ဒီ brave ပါလာပင်ကကျွန်တော်တို့လူတွေကိုခဲလုံးနေနဲ့ပြစ်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့ကိုတော့ကျွန်တော်တို့ငရဲပြည်ကိုပို့လိုက်မယ်ကဲငရဲပြည်ရောက်စေလူတွေကိုခဲနဲ့ပြစ်ခဲ့တဲ့ brave ပါလာပင်ငရဲပြည်ကိုသွားစမ်း okay ဒီဘက်ကငရဲပြည်လားအေးပါကွာအဲ့ဆိုဒါနက်ပြည်ဒီဘက်ကငရဲပြည်အေးပါကွာမသိပါဘူးငရဲပြည်ဆိုလို့အောက်ကိုများပြုတ်ကြမယ်ထင်းနေအဲ့လိုကြီးလား alright ကဲနောက်ဆက် brain ပါလေဒါ cappuccino assassino ပဲကွာခုနတစ်ခေါက်ကနေဒါမဲ့ he attack people တဲ့ तू ကလူတွေကိုတိုက်ခိုက်ခဲ့တယ်တဲ့လူတွေကိုတက်ခဲ့တယ်ပေါ့အဲ့ဆိုရင်ဒီကောင်ကလူဆိုး cappuccino ဗျခုနတစ်ခေါက်က cappuccino ကကြတော့ကျွန်တော်တို့ဗာနေမိသားစုကိုကောက်ွယ်စောင့်ရှောက်ခဲ့တဲ့ cappuccino เนาะအဲ့ဒါကြောင့်ကျွန်တော်သူ့ကို net ပြည်ကိုပို့လိုက်တယ်ဒါမဲ့ဒီတစ်ခေါက် cappuccino ကသူလူပြည်တော့ကလူတွေကိုတိုက်ခိုက်ခဲ့တယ်เนาะတက်ဖြစ်ခဲ့တယ်ပေါ့ဒီမှာတွေ့လားသူဓာတ်ကြီးနဲ့ပေါ့အဲ့ဆိုတော့မင်း net ပြည်နဲ့မထိုက်တန်တော့เนาะအဲ့တော့မင်းကငရဲပြည်ကိုပို့ပြမယ်ကဲလူပြည်တော့ကလူတွေကိုဓာတ်နဲ့လိုက်ပြီးတော့ချခဲ့တဲ့ cappuccino assassino เนาะနာမည်ကိုတေချာပြောရမယ်နာမည်မားလို့မဖြစ်ဘူးနာမည်မားရင်တခြားတယောက်ငရဲပြည်ရောက်ဆိုတော့ cappuccino assassino ငရဲပြည်ရောက်စေတည်း okay ငရဲပြည်ရောက်ဆိုရင်ဒီဘက်ကငရဲပြည်တဲ့ okay အနေကပတ်စံတောင်ယူမရတော့ကြည့်လိုက်အောင်ဂိမ်းရလဲအဲ့ဒါကြီး glitch တွေနဲ့ပါလားကွာ okay နာတော့ထွန်းဆောက်ရသူဘာကြီးလောက်ခဲ့လဲ he broke the bat သူကသူ့ရဲ့ဒုတ်ကြီးကိုချိုးပစ်ခဲ့တယ်တဲ့ဒုတ်ဆိုတာသူလက်ကကင်ထားတဲ့တစ်သားချောင်းဒုတ်ကြီးကိုချိုးပစ်ခဲ့တယ်တဲ့လူပြည်တော်ဟာနည်းနည်းတော့ဘယ်လိုပြောရမလဲဒုတ်ချိုးတာနဲ့ငရဲပြီးတော့မပို့ကျင်တော့ပါဟုတ်တယ်မလားသူ့ဒုတ်ကိုသူချိုးပစ်တာသူ့တစ်သားချောင်းဒုတ်ကိုသူကျွန်တော်လူပြည်တော်ဟာသူ့ ballerina cappuccino ကမချစ်တော့လို့ဆိုပြီးတော့သူစိတ်တို့ပြီးတော့သူ့တစ်သားချောင်းဒုတ်ကြီးကိုချိုးပစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျာနော် he broke the bat ဆိုပြီးတော့လေအဲ့တော့သူ့ကိုငရဲပြီးပို့ရမှာလားနတ်ပြီးပို့ရမှာလားဟမ်ဟဲ့အားကြိုက်ဆုံး brain word တွေထဲမှာတစ်ခေါင်းပါတဲ့အတွက်ကြောင့်မင်းတို့တော့ငါနတ်ပြီးပို့ပေးလိုက်မယ်နော်နောက်ကတော့မင်းဒုတ်ကိုမချိုးနဲ့နော်ကြားလားမင်းမလည်းဒီဒုတ်တစ်ချောင်းပဲရှိရမလားထုံထုံစာဦးတာဟုတ်တယ်မလားထုံထုံစာဦးကသူဒီလက်ကကင်တဲ့တုံးတဲ့နာမည်ကြီးอ่ะဆိုတော့ဟုတ်ပြီကဲအဲ့တော့မင်းတို့နတ်ပြီးပို့လိုက်ပါမယ်နော် okay စိတ်လျှော့alright ဒီတစ်ခေါက်လည်း cappuccino assassino ပဲ तू ကပါတော့ he make coffee for everyone နဲ့ဟုတ်ပြီဒါကတော့ကျွန်တော်တို့လက်ခံလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့နာမည်က cappuccino assassino cappuccino ဆိုတာကျွန်တော်ဗာလဲ coffee နာမည်ဟုတ်တယ်မလားအဲ့တော့ तू ကလူပြည်တုံးကတဲ့လူတွေအတွက်ပေါ့ coffee လောက်ခဲ့ပေးတယ်တဲ့ဒါကတော့ကောင်းတာပေါ့ဗျာနော် coffee ကြိုက်တဲ့လူတွေအတွက်တော့ကောင်းတယ်ဒါပေမဲ့ coffee မကြိုက်တဲ့လူတွေအတွက်တော့မကောင်းဘူးပေါ့အဲ့တော့ဒါကောင်းတယ်လို့ပဲပြောလို့ရမယ်နော်မကောင်းတာလောက်ကနေမကောင်းတာမလုပ်ဘူးဆိုကနေကဒါသူ့ကိုနတ်ပြည်ပို့ပေးတင်တယ်လို့ထင်တယ်ဗျာနော်โอเคအဲ့တော့မင်းကနတ်ပြည်ပို့ပေးမယ် cappuccino assassino သွားโอเคနတ်ပြည်ရောက်စေတည်းโอเคဒီမှာတတိထားမိလားဘရိုအတောင်ပံလေးပေါက်လာရင်နော်တွေ့လားသူတို့နတ်ပြည်ရောက်တော့ဒီမှာနောက်ကနေအတောင်ပံလေးနော်နတ်သားလေးဖြစ်သွားကြတာနော်ဒီမှာကျတော့ကျွန်တော်တို့ဘာလဲအတောင်ပံမပေါက်ဘူးတွေ့လားငရဲပြီးရောက်သွားဆိုတော့ငရဲသားတွေဖြစ်သွားโอเคနောက်တစ်ကောင်ပါလေ trippy trophy ရဲ့ trippy trophy ကဘာလုပ်ခဲ့ရလဲသူလူပြည်တော့က he was happy fishing နဲ့သူကပျော်ရွှင်စွာနဲ့ငါးများခဲ့တယ်ပေါ့နော်အဲ့တော့ငါးများတာကောင်းလားမကောင်းလားဘယ်လိုရဘယ်လိုထင်လဲဒီကောင်ပစုံမလားပစုံကငါးများတယ်ဆိုတော့အေးပါကွာကြားတော့မကြားဘူး
အဲ့တော့ငါးများတာကငါးလေးတွေကိုများတာကောင်းလား bro ကျွန်တော်တော့